2000ဝန်းကျင်နဲ့နောက်ပိုင်းလူငယ်တွေကြားမှာရေမွန်ဆိုတဲ့အဆိုတော်ကိုမသိတဲ့သူမကြိုက်တဲ့သူဆိုတာမရှိတော့ပါဘူး။ဒါမှလူငယ်တွေရဲ့ခံစားချက်တွေရင်ခုန်မှုတွေအချစ်တွေအကုန်လုံးကိုထိထိမိမိဖော်ပြတဲ့တခြင်းကောင်းတွေအများကြီးကိုတည်ဆိုခဲ့တဲ့နာမည်ရင်းဝေမွန်ဦးလို့ခေါ်တဲ့ရေမွန်ဟာတကယ်တော့အမှုပညာစစ်စစ်ကိုတန်ဖိုးထားတဲ့အမှုပညာအတိုင်းဝိုင်းကြားကနေဝေးဖွားလာခဲ့သူပါ။ဖခင်ဖြစ်သူဟာမြန်မာနိုင်ငံရဲ့နာမည်ကြီးတဲ့ချင်းတွေများစွာကိုဖန်တီးရေးသားတည်ဆိုခဲ့တဲ့စောခုဆဲဖြစ်ပြီးတော့ပြီးရင်ကတော့ဆိုတော့ခင်မြတ်မို့လို့ဖြစ်ပါတယ်။ငယ်ကလေးကဂီတအပေါ်ကိုခံစားချက်တွေလေးနဲ့ခဲ့တဲ့သူပါ။မိဘရဲ့ကွာရှင်းမှုအပြီးမှာအမေဖြစ်သူနဲ့အတူတခြင်းနေလိုက်ဆိုရင်ရေမွန်ရဲ့ဂီတပထမလက်ဦးဆရာဟာအမေဖြစ်သူဖြစ်ခဲ့တာပါဂီတကိုယူသွလုံးတဲ့ရေမွန်ဟာအတန်းစာဝါရုံမဆိုင်နေတာကြောင့်ဆယ်ရန်ဆာမှုဘက်ကိုကြာရှုံးသွားခဲ့ပါတယ်ဒါပေမဲ့ဒီကြာချုံးမှုဟာရေမွန်ရဲ့တခြင်းတွေကိုချစ်စိတ်နဲ့ဂီတအပေါ်ယူသွမှုကိုရော့နေသွားစေတာလို့မဖြစ်ခဲ့ပါဘူးမြန်မာနိုင်ငံရဲ့ဂီတအနေထားအရပေါက်ဖို့လွယ်တဲ့တခြင်းတွေကိုရဲ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 ထုတ်ဝေခဲ့တဲ့အိဒီယာဟာရိဒါအကြိုက်ပေါ်ပင်နဲ့ဘောသားတခြင်းတွေကိုပဲလမ်းပွင့်နေတဲ့အချိန်စားပါရရာရီလိုမျိုးဆက်ဆံခံခဲ့ရတာပါအထူးသဖြင့်ဘာလို့နေသေးလဲခြံရဲ့ဝမ်းနေတဲ့ချစ်သူစုလက်မင်းနဲ့ညီဖို့တဲ့တခိုင်းရဲ့အစားရှိတဲ့တခြင်းတွေ